ကျွန်တော်ကိုအစဉ်မြေအားပေးနေလျက်ရှိကြတဲ့ခြေပိတ်တဲ့အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ21ရက်5လ2025ဆိုတဲ့ဗုဒ္ဓဝုနေ့ခန္ဓာအတွက်ပေါ့နော်21ရက်5လ2025ဆိုတဲ့ဗုဒ္ဓဝုနေ့ခန္ဓာမှာတဏီကုံစာဝမ်းချင်းအနေနဲ့ခွန်5ဝမ်းချင်းပေါ့နော်ဝမ်းချင်းကခွန်5တဏီကုံစာဝမ်းချင်းခန္ဓာအနေနဲ့ခွန်5ဝမ်းချင်းပေါ့နော်ခွန်5ဝမ်းချင်းကိုပฏิကနအနေဖြင့်လည်းအသုံးပြုနိုင်ပါတယ်ပေါ့နော်ခွန်5ဝမ်းချင်းကိုပฏิကနအနေဖြင့်လည်းအသုံးပြုနိုင်ပါတယ်ပေါ့နော်တဏီကုံစာဝမ်းချင်းခွန်5ဝမ်းချင်းပฏิကနကန္နာအနေနဲ့ခွန်ပฏิပေါ့နော်ပฏิကနအနေနဲ့ခွန်ပฏิပေါ့နော်ခွန်ပฏิမှာခွန်6ခွန်9ခွန်6နဲ့ခွန်9ဒီနှစ်ခွက်ကတော့မိန်ပေါ့နော်ခွန်6ခွန်9ဒီနှစ်ခွက်ကတော့မိန်ခွန်3ခွန်5ခွန်8ဒီ3ခွက်ကတော့အရန်ကစားပေါ့နော်ခွန်3ခွန်5ခွန်8ဒီ3ခွက်ကတော့အရန်ကစားပေါ့နော်ခွန်6ခွန်9ကမိန်ခွန်3ခွန်5ခွန်8ကအရန်ကစားပေါ့နော်ဒါကတော့ဗုဒ္ဓဟူးနေ့ခန္ဓာအတွက်တည်တံ့ပေါ့နော်ဗုဒ္ဓဟူးနဲ့ကြာတာပြီး2ရက်ပေါ့နော်ဗုဒ္ဓဟူးနဲ့ကြာတာပြီး2ရက်မှာထူးခြားမဲ့ခန္ဓာပေါ့နော်ဗုဒ္ဓဟူးနဲ့ကြာတာပြီးမှာထူးခြားမဲ့အရာလေးတွေက4ထိပ်9ထိပ်2ထိပ်4 9နှစ်ထိပ်စီးပေါ့နော်4ထိပ်9ထိပ်2ထိပ်4 9နှစ်ထိပ်စီး4 9နှစ်ထိပ်စီးတွေကတစ်လုံးပေါ့နော်မာစတာကီးအနေနဲ့385ပေါ့နော်မာစတာကီးအနေနဲ့385 4 9နှစ်ထိပ်စီးတစ်လုံးမာစတာကီး385ဟုတ်ပြီနော်အဲ့တော့၄ခုနှစ်ထိပ်စီးတဲ့တလုံးမာစတာကီ305တဲ့တလုံးဒါကတော့ဗုဒ္ဓဝုကြာသာပတိနေ့အတွက်ပေါ့နော်ဒါထူးခြားမဲ့ကဏ္ဍလေးတွေပေါ့နော်တိတ်ကောက်ချင်တဲ့ဝါသနာရှင်ချစ်ပြည့်တဲ့အားလုံးအတွက်21ရက်5လ2025ဆိုတဲ့ဗုဒ္ဓဝုနေ့ကဏ္ဍအတွက်ပေါ့နော်21ရက်5လ2025မှာပထမဆုံးကဏ္ဍအနေနဲ့ပလက်တိုင်ကဏ္ဍပေါ့နော်ပလက်တိုင်ကဏ္ဍမှာရေးထားတဲ့ပလက်တိုင်ကဏ္ဍကတော့26ခွန်9 26ခွန်9ဒါပထမကဏ္ဍပလက်တိုင်ကဏ္ဍပေါ့နော်ဒုတိယကဏ္ဍအနေနဲ့တိတ်ကဝါသနာရှင်ချစ်ပြည့်တဲ့အလုံးအတွက်ပေါ့နော်ရေးထားတဲ့အတိတ်စာသားလေးကတော့ယုံထောင်ကြောင်မိယုံထောင်ကြောင်မိယုံထောင်ကြောင်မိဒါကတော့ဒုတိယကဏ္ဍတိတ်ကဝါသနာပါတဲ့ချစ်ပြည့်တဲ့အလုံးအတွက်ပေါ့နော်ရေးထားတဲ့အတိတ်စာသားလေးပေါ့ဒါဒုတိယကဏ္ဍတတိယကဏ္ဍအနေနဲ့စလင်ကဏ္ဍလေးပေါ့နော်စလင်ကဏ္ဍလေးမှာကိုယ်အမြင်ကိုယ်ရှုထောင်းကနေနော်ကိုယ်မြင်ကိုယ်ရှုထောင်းကနေကြည်ကြက်ကောင်းရမယ်ခန္ဓာလေးပေါ့နော်ဒါကတော့တတိယခန္ဓာစလင်ခန္ဓာလေးပေါ့နော်စတုဒ္ဓခန္ဓာမှာကဏ္ဍနှစ်ကွက်ထုတ်ပေးထားပါတယ်ထုတ်ပေးထားတဲ့ကဏ္ဍနှစ်ကွက်ကတော့4369 43နဲ့69ပေါ့နော်43နဲ့69ကအာယုံမြင်ပေါ့နော်အာယုံမြင်4369 6943အာယုံမြင်ပေါ့နော်ဒါကတော့စတုဒ္ဓခန္ဓာပေါ့နော်ပြင်စမခန္ဓာအနေနဲ့ကဏ္ဍတစ်ကွက်ထုတ်ပေးထားပါတယ်ထုတ်ပေးထားတဲ့ကဏ္ဍတစ်ကွက်ကတော့ခွန်9ဖြစ်ပါတယ်ခွန်9ကကန်ဆန်းရန်ခွန်9ဒါကတော့ပြင်စမကဏ္ဍအနေနဲ့ပေါ့နော်အဲ့တော့ဗုဒ္ဓဝုနေ့ကဏ္ဍတည်တံ့တွေလည်းပြောပြီးသွားပြီပေါ့နော်ဗုဒ္ဓဝုကြာတာပြီးမှထူးခြားမဲ့အရာလေးတွေလည်းပြောပြပေးပြီးသွားပြီပေါ့နော်အဲ့တော့ဒီလောက်ဆိုပြည့်စုံဖူလုံသွားပြီဆိုတော့ကတာယာပျော်ရှင်ငြိမ်းချမ်းပွဲကောင်းတော့ဘဝများကိုစီဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ